ပန်းပဲဆရာတဦးသည်ပင်လယ်နတ်ဘုရား၏ဒဏ္ဍာရီကိုအခြေခံ၍ထူးခြားဆန်းပြသောလက်နက်တစ်ခုကိုသုံးလုပ်ခဲ့သည်ထိုနတ်ဘုရားအဆင့်မီလက်နက်ကိုပန်းပဲဆရာကဘုရင်ထံဆက်သခဲ့သည်ဘုရင်သည်ထိုလက်နက်၏စွမ်းပကားကိုအသုံးချကာကုန်းမြေပေါ်တွင်အင်အားကြီးမားသောနိုင်ငံတော်တစ်ခုကိုတည်ထောင်ခဲ့သည်အခြားသောလူယဉ်ကျေးမှုများသည်ကြောက်ခက်တွင်သာရှိနေသေးသောလည်းAtlantisသည်ဘုရင်အုပ်ချုပ်မှုအောက်တွင်နည်းပညာထွန်းကားသောခေတ်သို့အလျင်အမြန်တိုးတက်လာခဲ့သည်သို့သောဘုရင်၏ရည်မှန်းချက်မှာပို၍ကြီးမားလာခဲ့သည်သူသည်လက်နက်ကိုယခင်ကထက်ပိုမိုစွမ်းအားကြီးအောင်ပြုလုပ်လိုခဲ့သည်ဤအချက်ကနတ်ဘုရားများကိုအမျက်ထွက်စေခဲ့သည်နတ်ဘုရားတို့၏ပြစ်ဒဏ်သည်အတ္တလန်တပေါ်သို့ချက်ချင်းကျရောက်လာခဲ့သည်သူတို့၏အင်အားကြီးမားလာသောလူယဉ်ကျေးမှုသည်အလုံးစုံပျက်စီးသွားခဲ့ရသည်လူသားတို့သည်ထိုနတ်ဘုရားတို့၏အမျက်ဒေါသကိုတွန်းလှန်နိုင်စွမ်းမရှိခဲ့ကြပေနောက်ဆုံးတွင်Atlantic Empire တစ်ခုလုံးသမုဒ္ဒရာအောက်ခြေသို့နစ်မြုပ်သွားခဲ့တော်လဲနတ်ဘုရားများကသူတို့ကိုအသက်ရှင်တန်ခွင့်အခွင့်အရေးတစ်ခုပေးခဲ့သည်အချို့သောသူများသည်ရေအောက်တွင်အသက်ရှူနိုင်သောစွမ်းရည်ကိုရရှိခဲ့ကြသည်အချို့ကတိုက်ခိုက်ရေးအတွက်ပြုပြင်ပြောင်းလဲထားသောခန္ဓာကိုယ်များကိုရရှိခဲ့ကြပြီးအချို့မှမူကြောက်မက်ဖွယ်ကောင်းသောပင်လယ်မိစ္ဆာများဖြစ်သွားခဲ့ကြသည်ဘုရင်သည်ဤအရာအလုံးမှာမိမိ၏လောဘကြောင့်ဖြစ်သည်ဟုယုံကြည်ကာနက်ရှိုင်းသောသမုဒ္ဒရာထဲသို့မိမိကိုယ်ပြည်နှင်တန်းပေးတောထွက်ခဲ့သည်အချိန်ကာလသည်1985ခုနှစ်သို့လျင်မြန်စွာရောက်ရှိလာခဲ့သည်ထိုနေ့တွင်မိပြတိုက်ဆောင်တွင်သည်ထူးဆန်းသောအမျိုးသမီးတဦးကိုတွေ့ရှိခဲ့သည်သူမသည်ထူးဆန်းသောဝတ်စုံကိုဝတ်ဆင်ထားပြီးပြင်းထန်သောဒဏ်ရာများရရှိထားသည်တွန်ကသူမကိုသူ၏အိမ်သို့ခေါ်ဆောင်လာခဲ့တော်လဲသူမကိုကတင်ပေါ်ချလိုက်သည့်ခဏမှပင်သူမသည်ရုတ်တရက်နိုးလာခဲ့သည်သူမသည်ထိတ်လန့်တကြားဖြင့်တွန်ကိုတိုက်ခိုက်လေသည်တွန်ကဖြစ်ပျက်ခဲ့သမျှကိုအမြန်ရှင်းပြလိုက်သည်ထိုအချိန်တွင်ရုပ်မြင်သံကြားဖြူထဲ၌ရေအောက်ရိုက်ကူးရေးပြကွက်များကိုပြသနေသည်ထိုအမျိုးသမီးသည်လက်နက်တစ်ခုကိုကောက်ကင်ကာသည်ကိုရိုက်ခွဲပစ်လိုက်တော်လဲသူမ၏ဒဏ်ရာများကမသက်သာသေးသဖြင့်ပြန်လည်မေးလဲသွားခဲ့ပြန်သည်နောက်တစ်နေ့နိုးလာသောအခါတွင်သူမ၏ဒဏ်ရာများကိုပတ်တီးစီးပေးထားသည်ကိုတွေ့ရသည်ထိုအခါမှတွန်သည်သူမအပေါ်ရန်လိုသူမဟုတ်ကြောင်းသူမနားလည်သွားခဲ့သည်ထိုအမျိုးသမီးသည်သူမရှိငါးကန်ကိုသတိပြုမိသွားသည်သူမသည်ရွှေငါးကိုဖမ်းယူကာတကိုယ်လုံးဝါးမျိုးစားပစ်လိုက်သည်တွန်သည်ထိုမြင်ကွင်းကိုမြင်တွေ့သွားပြီးငါခွေးကိုတော့ထပ်မစားပါနဲ့ဦးဟုဆိုလိုက်သည်စကားပြောကြည့်ရမှတဆင့်တွန်သည်ထိုမျိုးသမီးမှာအတ္တလန်တစ်၏ဘုရင်မဖြစ်ကြောင်းသိခဲ့ရသည်သူမသည်သူမ၏ဖခင်စီစဉ်ပေးသောအိမ်တော်ရေးမှလွတ်မြောက်ရန်ကုန်းပေါ်သို့စွန့်စားတက်လာခဲ့ခြင်းဖြစ်သည်သူတို့နှစ်ဦး၏တန်ရောစင်မှာပုံမနက်ရှိုင်းလာခဲ့ပြီးမကြာမီမှာပင်အာသာအမည်ရှိသားလေးတစ်ယောက်ထွန်းကားခဲ့သည်တွန်သည်သူမနှင့်အတူဘဝကိုပျော်ရွှင်စွာကုန်ဆုံးနိုင်တော့မည်ဟုထင်မှတ်ခဲ့သည်သို့သောနှစ်အနည်းငယ်အကြာတွင်ဟိန်းဟောက်တန်ကြီးတစ်ခုကငြိမ်းချမ်းမှုကိုရိုက်ခွဲဖျက်ဆီးလိုက်သည်ဘုရင်မကတွန်ကိုတားဖြစ်သူနှင့်အတူချက်ချင်းပုံနေရန်ပြောလိုက်တော်လဲရေအောက်စစ်တီတော်များကအိမ်ထဲသို့အတင်းအဓမ္မဝင်ရောက်လာကြပြီဖြစ်သည်သူတို့သည်ဘုရင်မကိုပြန်ခေါ်ရန်ဘုရင်အမိန့်ဖြင့်ရောက်လာကြခြင်းဖြစ်သည်မိသားစုကိုကာကွယ်ရန်အတွက်ဘုရင်မသည်ထိုစစ်တီများကိုတပ်ပစ်ရန်ဆုံးဖြတ်လိုက်သည်အဘယ်ကြောင့်ဆိုတော့သူတို့သည်တွန်နှင့်အာသာတို့တည်ရှိမှုကိုသိသွားကြပြီဖြစ်သောကြောင့်ဖြစ်သည်တွန်ကဘုရင်မထံသို့သူမ၏လက်နက်ကိုအမြန်ပစ်ပေးလိုက်သည်ဘုရင်မသည်ချက်ချင်းပင်ကြီးမားသောစွမ်းအားများကိုထုတ်ဖော်လိုက်သည်စက္ကန့်ပိုင်းအတွင်းမှာပင်ဘုရင်မသည်စစ်တီအလုံးကိုတပ်ဖြတ်လိုက်နိုင်တော်လဲသူမ၏ဖခင်အကြောင်းကိုကောင်းစွာသိထားသည်သူမသာပြန်မသွားပါကနောက်တစ်ချိန်တွင်ပို၍အင်အားကြီးသောစစ်တီများကိုစေလွှတ်အောင်မည်ဖြစ်သည်တားဖြစ်သူဘေးကင်းစွာကြီးပြင်းလာနိုင်စေရန်အတွက်ဘုရင်မသည်မျက်ရည်ဆက်လက်ဖြင့်တွန်ကိုနှုတ်ဆက်ခဲ့ရသည်မထွက်ခွာမီသူမသည်တနေ့တွင်ပြန်လာခဲ့မည်ဟုတွန်ကိုကတိပေးခဲ့သည်9နှစ်တာကာလသည်လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်အာသာ၏ခန္ဓာကိုယ်တွင်ထူးဆန်းသောပြောင်းလဲမှုများစတင်ဖြစ်ပေါ်လာလေတော့သည်